ဒီအမျိုးသမီးဟာလူတွေရဲ့နဖူးပေါ်မှာသူတို့ရဲ့အိမ်တောင်ဖက်အပေါ်ဘယ်နှကြိမ်ဖောက်ပြန်ခဲ့ဘူးတလဲဆိုတဲ့ကဏ္ဍတွေကိုမြင်နိုင်တဲ့စွမ်းအားနဲ့မွေးဖွားလာခဲ့သူပါဒီအစွမ်းကြောင့်ပဲသူမဟာလူတွေကိုအယမ်းယုံရှာခဲ့ရပါတယ်ဒါကြောင့်လေသူမဟာနဖူးပေါ်ကကဏ္ဍသူညဖြစ်နေတဲ့အမျိုးသားတစ်ယောက်ကိုရှာဖွေပြီးလက်ထပ်ခဲ့တာပေါ့ဒါပေမဲ့တနေ့မှာတော့သူမခင်မွန်းရဲ့နဖူးပေါ်ကကဏ္ဍဟာသူညကနေတစ်အဖြစ်ပြောင်းလဲသွားတာကိုသူမဘာမှမတတ်နိုင်ပဲကြည့်နေခဲ့ရပါတယ်သူမဘာမှမပြောဘဲဖုံးချလိုက်ပြီးအိမ်ကိုအမြန်ဆုံးပြန်လာခဲ့တဲ့ခင်မွန်းဖြစ်သူကတော့သူ့ရဲ့ဖောက်ပြန်မှုကိုဇနီးဖြစ်သူမသိအောင်ဖုံးကွယ်နိုင်ခဲ့ပြီးအထင်နဲ့အပျော်ပါးဆက်မားနေခဲ့တာပါသူမအိမ်ကိုရောက်ပြီလို့ပြောလိုက်တဲ့အခါခင်မွန်းဖြစ်သူဟာတုံ့လှုပ်သွားပြီးအထက်ကမိန်းကလေးကိုဝတ်ဖို့အချိန်ဆွဲတဲ့အနေနဲ့စင်ကြေမျိုးမျိုးပေးပြီးသူမကိုတားဖို့ကြိုးစားပါတယ်ပြီးတော့မှရေချိုးခန်းထဲကခုလေးတင်ထွက်လာတယ်လို့မျိုးဟန်ဆောင်ပြီးတကားဖွင့်ပေးခဲ့တာပါသူမဟာအိမ်ထဲဝင်လိုက်တာနဲ့ဒေါင်းတနေရာမှာရှိနေတဲ့ခြေအိတ်တစုံကိုမြင်လိုက်ပေမဲ့ဘာမှမပြောဘဲအဲ့ဒီမိန်းကလေးဘယ်မှာပုန်းနေမလဲဆိုတာကိုပဲလိုက်ရှာနေခဲ့ပါတယ်သူမရှာတွေ့သွားမှဆိုလို့ခင်မွန်းဖြစ်သူကလမ်းကနေပိတ်ဆို့ဖို့ကြိုးစားနေခဲ့တယ်သူမကလိုက်ကာကိုဆွဲဖွင့်လိုက်တဲ့အခါခင်မွန်းဖြစ်သူဟာလမ်းဖြတ်သွားပါတယ်အဲ့ဒီမိန်းကလေးကဆိုဖာနောက်ကိုအမြန်ပြေးပုန်းလိုက်တာပါမျိုးသမီးလည်းအတန်ကြားလို့တွားကြည့်တဲ့အခါဘယ်သူမှရှိမနေတော့ပါဘူးတကယ်တော့သူမကအိတ်ခမ်းထဲကိုခိုးဝင်သွားတာပါဒါကိုမြင်တော့ခင်မွန်းဖြစ်သူကတက်ပြင်းချနိုင်သွားပေမဲ့ဇနီးဖြစ်သူရဲ့အစီအစဉ်ကအခုမှစမှဆိုတာသူမသိသေးပါဘူးသူမဟာအရေးကြီးတဲ့အလုပ်ကိစ္စပေါ်လာလို့အပြင်ပြန်ထွက်ရမယ်ဆိုပြီးဟန်ဆောင်ထွက်လာခဲ့ပါတယ်။သူမထွက်သွားတာနဲ့ခင်မွန်းဖြစ်သူကဝမ်းသာအားရအိတ်ခမ်းထဲကိုပြေးဝင်သွားတော့တာပါပဲ။အဲ့ဒီအချိန်မှာအမျိုးသမီးကတော့ကပ္ပကင်ထဲကနေခင်မွန်းဖြစ်သူရဲ့မိဘတွေနဲ့တငယ်ချင်းတွေကိုဖုန်းဆက်ပြီးခင်မွန်းဖြစ်သူအတွက်အံ့ဩစရာပါတီတစ်ခုလုပ်ပေးခြင်းလို့အခုချက်ချင်းလာခဲ့ကြပါလို့ဖိတ်လိုက်ပါတယ်။မကြခင်မှာပဲလူတစုအိမ်ရှိကိုရောက်လာကြပါတယ်။အမျိုးသမီးကသူတို့ကိုတိုးတိုးနေဖို့ပြောပြီးအိတ်ခမ်းထဲကိုအုပ်စုလိုက်ဝင်သွားကအံ့ဩအောင်လုပ်ဖို့ပြောလိုက်ပါတယ်။အိတ်ခမ်းတကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့အားလုံးဟာခင်မွန်းဖြစ်သူရဲ့ဖောက်ပြန်မှုကိုမျက်ဝါးထင်ထင်မြင်သွားကြပါတော့တယ်။ခင်မွန်းဖြစ်သူဟာမြင်သက်သွားခဲ့ရတဲ့တငယ်ချင်းတွေကအမျိုးသမီးကိုဒီလိုမြင်ကွင်းမျိုးမကြည့်ဖို့တားကြပေမဲ့သူမကတော့အခန်းထဲကိုဝင်သွားပြီးအရန်ကိုစိတ်ထိခိုက်နေတယ်လို့မျိုးဟန်ဆောင်ခဲ့ပါတယ်။အခြေအနေတွေပေါက်ကြားသွားပြီဆိုတာသိလိုက်တဲ့အခါခင်မွန်းဖြစ်သူကသူမကိုဒူးထောက်တောင်းပန်ပါတော့တယ်လူအားလုံးကသူ့ကိုဝိုင်းဝန်းပြစ်တင်နေကြချိန်မှာခင်မွန်းဖြစ်သူကကိုကာကွယ်ဖို့အတွက်အတူရှိနေတဲ့မိန်းကလေးကိုတခိုးပါလို့ရုတ်တရက်ဆွဆွဲလိုက်ပါတယ်အဲ့ဒီမိန်းကလေးကအံ့အားသင့်သွားပြီးသူ့ကိုလူညက်တယောက်လို့ပြန်អော်ပါတော့တယ်အမျိုးသမီးကတော့ခင်မွန်းဖြစ်သူကိုဖတ်ထားပြီးသူ့ကိုပဲအကျွမ်းမဲ့ယုံကြည်နေတယ်လို့မျိုးဟန်ဆောင်လိုက်ပါတယ်လူတိုင်းကသူမကိုသဘောထားကြည့်ပြီးနူးညံ့တဲ့ဇနီးကောင်းတယောက်လို့ထင်သွားကြပါတယ်ဒါနဲ့ပဲလူတွေကဟိုမိန်းကလေးကိုသူတစ်ပါးအိမ်အောင်ရေးဖြစ်စည်းသူလို့ဆဲဆိုကြပြီးရဲတိုင်လိုက်ကြပါတယ်ရဲတွေရောက်လာတဲ့အခါမှာလည်းအားလုံးကအောက်ထပ်ကိုဆင်းပြီးဒီမိန်းကလေးဟာတကယ်ပဲတခိုးဖြစ်ကြောင်းတက်တည်ထွက်ဆိုပေးကြပါတယ်ခင်မွန်းဖြစ်သူကလည်းသူမညင်းဆိုလို့မရအောင်ဝိုင်းပြောပါတော့တယ်အဲ့ဒီအချိန်မှာပဲထိုမိန်းကလေးဟာအမျိုးသားရဲ့တရုတ်မှန်ကိုမြင်လိုက်ရတာကြောင့်ဒေါသတကြီးနဲ့သူ့လုပ်ထားတဲ့တရားမဝင်လုပ်ငန်းမှန်သမျှကိုဖွင့်ချလိုက်ပါတော့တယ်ဒါကြောင့်ပဲနောက်ဆုံးမှာတော့သူတို့နှစ်ယောက်လုံးအဖမ်းခံရပြီးထောင်ထဲရောက်သွားကြပါတော့တယ်